အခုလိုမျိုးတင်သမျှဗီဒီယိုတွေအကုန်လုံးหนีကုန်တယ်ကျွန်တော်တို့အရင်တစ်ချိန်ကစိမ့်ထားတဲ့ဗီဒီယိုတွေပါဗျာအကုန်လုံးหนีကုန်တယ်ထပ်တင်တဲ့ဗီဒီယိုတွေမှာ review issue ဆိုပြီးအနီတွေဖြစ်ကုန်တယ်တချို့ကြောက်တယ်လဲ monetization အောင်ထားတဲ့လူတွေရှိတယ်တချို့ကြောက် monetization မအောင်သားသေးဘူးအောင်သည်ဖြစ်စေမအောင်သည်ဖြစ်စေပေါ့နော်ကျွန်တော်တို့တင်သမျှဗီဒီယိုတွေမှာအခုလိုမျိုးหนีသွားရင်ဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတာကိုကျွန်တော် sharing အနေနဲ့မျှဝေပေးခြင်းတယ်တချို့ကြောက်တယ်လဲ monetization အောင်ထားတဲ့အရင်တစ်ချိန်ကကျွန်တော်တို့အဲ့ဒီဗီဒီယိုတွေကပတ်စံရှာဘူးတယ်ပေါ့ပတ်စံထုတ်ဘူးတယ်ရဘူးတယ်ပေါ့နော်တချို့ကြတော့လဲ monetization မအောင်သေးဘူးအရင်တော့ကတော့စိမ့်နေအခုနောက်ပိုင်းမှာ automatic အကုန်လုံးหนีကုန်တယ်ဒါပေမဲ့ဗီဒီယိုတွေကหนีတာဗျာပုံနေစာတွေတင်တော့မหนีဘူးတချို့ကြတော့ပုံနေစာတင်တော့ပတ်စံရသေးတယ်ဒါပေမဲ့မหนีဘူးပေါ့နော်ဗီဒီယိုတွေအကုန်လုံးကတော့หนีတယ်တင်သမျှဗီဒီယိုတွေหนีတယ်ထိရောက်မှုမရှိတော့ဘူးဆိုရင်ဒီလိုမျိုးဖြည့်ရှင်းပေါ့နော်ဘာကြောင့်ဖြစ်ရတာလဲဆိုတော့အဓိကကတော့ admin ကြောင့်နော်ဒါကတော့ကိုယ်ပိုင်ကွက်နဲ့လည်းဖန်တီးပြီးတော့ဖြစ်တဲ့လူကျွန်တော်ပြောတာနော် admin ကြောင့်ဖြစ်တာပါများသောအားဖြင့်ကတော့admin ကြောင့်ဖြစ်တာဘာကြောင့် admin ကြောင့်ဖြစ်ရတာလဲဆိုရင်ကျွန်တော်ရဲ့မြင်ကဥမာဒီပေမှာဗျာကျွန်တော်ဒီလိုမျိုးပဲတာမန်လေးပဲတင်ပြီးတော့ပတ်စံရှာနေတာပဲကိုကကိုယ့်ရဲ့ပေတယ်မှာ admin နောက်တစ်ခေါက်ထက်ချင်တယ်ပေါ့နော်နောက်ထပ် admin တစ်ခေါက်ထည့်လိုက်တယ်အဲ့ဒီ admin ကြောင့်ဖြစ်တာထည့်လိုက်ခြင်းကတော့ကျွန်တော်တို့ဘာမှမဖြစ်ဘူး admin ရောက်လာတယ်ဘာမှမဖြစ်ဘူးအဲ့ဒီ admin နဲ့ကျွန်တော်တို့ဒါကိုတင်ထားတဲ့ပို့တွေကိုလိုက်ပြင်ရင်လည်းပြင်မယ်မလို့အပ်တာတွေဖြတ်ချင်လည်းဖြတ်မယ်နောက်ထပ်ဗီဒီယိုတွေထပ်တင်ရင်လည်းတင်မယ်ပုံနေစာတွေတင်ရင်လည်းတင်မယ်ပေါ့ဗျာအဲ့ဒီ admin နဲ့တင်နေတော့တရက်နေ့ကတော့ဘာမှမဖြစ်ဘူး9ရက်လောက်နေမှာဒိန်းဆိုပြီးတော့လာဖြစ်သွားတာပေါ့နော်ဒါဆိုရင်တော့သိကြတယ်ဒီ admin ကြောင့်ပေါ့နော်တချို့ကျတော့လည်းပို့တွေကြောင့်ထင်တယ်ဆိုပြီးတော့အဲ့လိုနီးတာတွေအကုန်လိုက်ဖြတ်ပလိုက်တယ်ဗျာဖြတ်เสียမလို့ဘူးနော်ဘယ်လိုမျိုးဖြတ်ရမလဲဆိုတော့ကျွန်တော်ရဲ့မရှိကအရင်တော့ကတော့ကျွန်တော်နေအစိမ့်နဲ့ဘာမှမဖြစ်ပတ်စံရှာနေတယ်နောက်ထပ် admin တစ်ခေါက်ထည့်လိုက်ပြီးတော့9ရက်ရှေ့လောက်မှหนีသွားတယ်ဆိုရင်ဒီ admin နဲ့တင်ထားခဲ့တဲ့မြပို့တွေဒီ admin နဲ့တင်ထားတဲ့ဗီဒီယိုအကုန်လုံးကိုဖြတ်ပစ်လိုက်အဓိကတော့ဒီ admin error ရှိလို့တင်မြဗီဒီယိုတွေက automatic ဒါအကုန်လုံးหนีကုန်တာပေါ့နော်ဒီ admin ကအကိုကကျူလဲစိမ့်နေအားလုံးဒီ admin ကောက်က quality စိမ့်နေတာဘာ error မှမရှိဘူးဆိုတာဒီလိုမျိုးကြည့်လို့ quality စိမ့်နေုံလောက်နဲ့ error ရှိတယ်မရှိဘူးကကြည့်လို့မသိပါဘူးကျွန်တော်ရဲ့မြင်ကဒီ admin ကဗျာတစ်ချိန်ကကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုလည်းပြန် share ရင်လည်း share ခဲ့ဘူးမယ်ဥမာတခြားဗီဒီယိုတွေ like share ရင်လည်း share ခဲ့ဘူးမယ်အမျိုးမျိုးလုပ်ခဲ့ဘူးမယ်ဒီ admin ကဒီလိုမျိုးအမားတွေကြောင့်ဒါကျွန်တော်တို့ရဲ့ page ကိုလာထိခိုက်တာပါဒီ admin မှာ error ရှိလို့ဒါကျွန်တော်တို့ရဲ့ page ကိုလာထိခိုက်တာပေါ့နော်တချို့ကျတော့ပြောမယ် admin နဲ့မထည့်ဘူးကိုကဒီ admin နဲ့ပဲတင်နေတာหนีသွားတယ်ဆိုရင်ဒါဆိုရင်ကျွန်တော်ရဲ့မြင်ကဒီ admin မှာအမားလို့ဆိုတာကတချို့ comment တွေမှာတွားရေးတာတို့တခြားသူရဲ့တင်ထားတဲ့ဗီဒီယိုကိုကြိုက်လို့တွား share လိုက်တာတို့ဒီလိုမျိုးအမားတွေရောက်ဖြစ်တာဒါဆိုရင်ကျွန်တော်ရဲ့မြင်ကတေချာပြန်စီစစ်ကြမယ်ဘယ်လိုမျိုးစီစစ်ကြမလဲဆိုတော့ဒါ admin မထည့်ဘဲနဲ့ဖြစ်တဲ့လူကျွန်တော်ပြောတာပေါ့နော်ကိုယ့်ရဲ့ admin ကိုစစ်မယ်ငါကဘယ် comment တွေမှာတွားရေးတာလဲဘယ် group တွေမှာ share တာလဲဆိုတာကိုလည်းကိုယ့်ရဲ့ account ရဲ့ setting ထဲမှာတွားကြည့်ပြီးတော့ကိုလုတ်ခဲ့တဲ့အမားတွေကိုရေးခဲ့တဲ့ comment တွေအကုန်လုံးတွားဖြတ်လိုက်ပြီးတာနဲ့9ရက်နေတာနဲ့ automatic စိမ့်သွားမယ်ဒါကတော့မထက် admin အသိမထက်ပဲနဲ့ဖြစ်တဲ့လူပြောတာပေါ့နော်ကိုယ်ပိုင် content တွေလည်းဖန်တီးတယ်အရင်တော့ကပတ်စံရနေတယ်အကုန်လုံးစိတ်ဝင်နေဆိုရင်ကိုယ့်ရဲ့ admin က admin ကြောက်ပေါ့နော် admin က comment တွေရေးတာတို့ share တာတို့ဒါမျိုးတွေကြောက်ပြေးမှာလာပြီးတော့ထိခိုက်သွားတာပေါ့နော်ဒါဆိုရင် share ထားတဲ့ဗီဒီယိုတော့ဖြတ်မယ် comment တွေကိုလိုက်ဖြတ်လိုက်ဒါကြောင့် admin ကစီကံရှိဖို့လိုတယ်ပေါ့နော်admin ကတော့အရေးကြီးဆုံးပဲကျွန်တော်တို့ပြေးမှာရှိတဲ့ admin ဒီလုံးဝ comment မှန်းမယ်ဆိုရင်လည်းဆင်ကျင်ဖို့လိုတယ် share မယ်ဆိုရင်လည်းဆင်ကျင်ဖို့လိုတယ်ဘာပဲလုပ်ဆင်ကျင်ဖို့လိုတယ် admin ကောက်ကအရေးကြီးဆုံးကျွန်တော်တို့ admin မှာ quality စိမ့်နေပြီမဲ့လေပေမှာ quality စိမ့်နေမယ်လေအခုလိုမျိုးပေတွေမှာ issue ဆိုပြီးတော့အနီတွေနဲ့ဝင်ငွေကိုကန့်တက်လိုက်တယ်ဝင်ငွေမရတော့တာဖြစ်သွားတတ်တယ်ပေါ့နော်ဒါကြောင့် admin ဒီစီကံရှိဖို့လိုတယ်ဒါကတော့မထည့်ဘဲနဲ့ဖြစ်တယ်လို့ပေါ့နော်တချို့ကြောင့်လည်းဒီတိုင်းကရှင်နောက်တဲ့ admin တစ်ခေါက်ထည့်လိုက်ပြီးမှဒီလိုမျိုးတွေဖြစ်တယ်ဆိုရင်တော့အဲ့ဒီ admin နဲ့တင်ထားခဲ့တဲ့ဗီဒီယိုတွေပုံတွေစာတွေအကုန်ဖြတ်ပြီးတော့အဲ့ဒီ admin ကိုမောင်းထုတ်လိုက်တာနဲ့9ရက်လောက်နေတယ်ဘာမှလုပ်စရာမလိုဘူး9ရက်လောက်နေတယ်နဲ့သူ့ဘာလို့ automatic ပြန်စိမ့်သွားတယ်ဗီဒီယိုတွေနဲ့မတင်နဲ့နော်9ရက်လောက်မတင်နဲ့ဒီတိုင်းပြစ်ထားသူ့ဘာလို့ automatic စိမ့်သွားမယ်9ရက်လောက်တစ်ပတ်လောက်စောက်ပြီးတော့မှဗီဒီယိုလေးကိုတင်ဘာဖြစ်လို့9ရက်ကျွန်တော်ကပြောလဲဆိုတော့ Facebook က update လုပ်တာ2ရက်တစ်ခါမျိုးဒီလိုမျိုးလုပ်တယ်ပေါ့နော်ဒါကြောင့်3ချိန်လောက်လွတ်သွား9ရက်လို့ကျွန်တော်ကစကားပြခံလိုက်တာပေါ့နော်9ရက်လောက်နေပြီးမှပို့တွေတင်လိုက်ပြန်တင်ပါဒါဆိုရင်လုံးဝ quality ပြန်ပြီးတော့စိမ့်သွားမယ်နီးနေတာတွေလည်းဗီဒီယိုတွေဖြတ်เสียမလိုဘူးเนาะတချို့ကျတော့နေတဲ့ဗီဒီယိုတွေလိုက်ဖြတ်ပလိုက်တယ်เนาะဖြတ်เสียမလိုဘူးကိုက admin ထုတ်တယ်လည်းမရှိဘဲနဲ့နီးလာလဲဆိုရင်ဗီဒီယိုဖြတ်เสียမလိုဘူးကိုယ့်ရဲ့ admin ကိုစစ်ဖို့ပဲလိုတယ်ငါကဘယ် comment တွေတော်မှန်းကြတာလဲဘယ်ပို့တွေ share တာလဲဒါတွေကို share တာတွေလိုက်ဖြတ်မယ် comment တွေလိုက်ဖြတ်လိုက်9ရက်လောက်ထားလိုက်တာနဲ့ automatic ပြ
ပြန်ပြီးတော့စိမ့်တော့ပါမယ်တကယ်လို့ admin ထည့်ထားတဲ့ဆိုရင်တော့အဲ့ဒီ admin နဲ့တင်ထားခဲ့တဲ့ပို့တဲ့ဗီဒီယိုတွေတော့ဖြတ်ပေးရမယ်နော်ဖြတ်ပြီးတော့ admin ကိုထုတ်လိုက်9ရက်လောက်နေတဲ့ပြန်ပြီးတော့စိမ့်တော့ပါမယ်ဘာစားပေးမှအပ်เสียမလို့ပါဘူးဒါကကျွန်တော်တို့ admin error ထိတာပေါ့နော်ဒါကကိုယ်ပိုင် content တွေဖန်တီးပြီးတော့ဖြစ်တယ်လို့ပြောတာနော်တခြားသူရဲ့ဗီဒီယိုတွေရှောက်ယူပေါက်ရတွေရှောက်ယူပြီးတော့ဟိုဘက်က copyright တင်လို့ကိုယ်မှလာထိတာကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ကိုယ်ပိုင် content ဖန်တီးတဲ့မိတ်ဆွေတွေကဒီတိုင်းကြည့်ရှင်းပါစားပေးတဲ့အပ်เสียမလို့ပါဘူးလွယ်လွယ်လေးပေါ့နော်ကျွန်တော်ပြောတာလည်းနားလည်းသဘောပေါက်မယ်လို့ပြောလိမ့်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကကြိုက်နေတဲ့တဲ့ဆိုရင်တကယ်ချင်းနေသိအောင် like share လေးနဲ့အားပေးကြပါဦးလို့တောင်းဆိုနေပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ